စင်းရဲလုံးကိုစားကြတော်မရှိတဲ့ဘောကနေကဘာကျော်ဖိုက်တာနိုင်ငံရဲ့မက်လောင်းတယောက်ကဘာပေါ်မှာတယောက်သေးတာရှိရဲ့ဒဏ္ဍာရီလာလောက်ဝေးသမားကဘာဝိတ်တန်ရှိခုစလုံးမှာချန်ပီယံဖြစ်ခဲ့တဲ့တယောက်သေးသောသူကတော့ဖလပန်နိုင်ငံရဲ့သူရဲကောင်းပကူယိုဖြစ်ပါတယ်ပကူယိုကို1988ဒီဇင်ဘာ19ရက်နေ့ဖလပန်နိုင်ငံကီဘာဝီတီယုံဖောင်းမြင်ခဲ့ပြီးစင်းရဲတဲ့မိသားစုကနေဆင်းသက်လာသူတယောက်ဖြစ်ပါတယ်သူ့မှာမိုးချင်း6ယောက်ရှိပြီး4ယောက်နောက်သားလည်းဖြစ်ပါတယ်မိသားစုကစင်းရဲလွန်းတာကြောင့်အစားပြမရှိတဲ့အခါမပြောသည့်ကစုံရိုးကိုစားခဲ့ရပါတယ်သူ6တန်းရွယ်မှာဖခင်ရဲ့အိမ်အောင်ကြီးဖောက်ပြမှုကြောင့်မိသားစုပြိုကွဲခြင်းနဲ့တူကျောင်းမှာထွက်ခဲ့ရပါတယ်သူ14နှစ်အရွယ်မှာမိသားစုကိုထောက်ပံ့နိုင်ရန်အတွက်မနီလာမြို့ကိုထွက်ခွာလာပြီးကျောင်းကြားပန်းအလုပ်ကိုစတင်လုပ်ကိုင်ခဲ့ပါတယ်သူ့ဘဝရဲ့တစ်သစ်ချိုးပြောင်းလဲစေမဲ့လက်ဝဲလောကတဲ့ကိုစင်းရဲရင်းကလက်ညှောက်ရှင်တဲ့စိတ်ကြောင့်စတင်ရောက်ရှိခဲ့ပါတယ်သူအသက်16နှစ်အရွယ်မှာတင် professional လက်ဝဲသမားကိုစတင်နိုင်ခဲ့ပါတယ်1998ဒီဇင်ဘာ4ရက်နေ့သူအသက်19နှစ်အရွယ်မှာတင်122ပေါင်ဖလန်ဝိတ်တန်ကပတ်လူပွဲမှာထိုင်းဖိုင်တာကိုအလဲထိုးနဲ့နိုင်ယူကသူ့ဘဝရဲ့ပထမဆုံးကပတ်ကိုစတင်ရရှိခဲ့ပါတယ်2001ခုနှစ်122ပေါင်စူပါဘန်နာဝိတ်ကပတ်ကိုထပ်မံရရှိခဲ့ပါတယ်2003ခုနှစ်နိုဝင်ဘာ15ရက်နေ့မှာတကဘာလုံးရဲ့ပြည်သက်တွေကိုအံ့ဩမြင့်သက်သွားအောင်လုပ်နိုင်ခဲ့ပါတယ်ကဘာကျော်မက်ဆီကိုကန်နဝဲဖိုင်တာနာဂိုအန်တိုနီဗိုင်ယာကိုအနိုင်ယူပြီးဖရက်တာဝိတ်ချန်ပီယံဖြစ်လာခဲ့ပါတယ်တိုကျိုရဲ့အမြန်နှုန်းနဲ့လက်တီပြန်ကပြန်ပန်းတိုင်းအတွက်အင်မက်ဆိုးဖြစ်လာစေခဲ့ပါတယ်တိုကျိုရဲ့အောင်မြင်မှုဟာဒီမှာထင်ရက်တက်မသွားပဲ2008ခုနှစ်မှာစူပါဖက်တာဝိတ်ချန်ပီယံလိုက်ဝိတ်ချန်ပီယံဖြစ်ခဲ့ပြီး2009ခုနှစ်မှာလိုက်ဝဲတာဝိတ်ချန်ပီယံဖြစ်ခဲ့ပါတယ်2010ခုနှစ်မှာသူ့ထက်ဝိတ်8တန်းကွာခြားတဲ့မက်ဆီကိုဖိုင်တာအန်တိုနီယိုကိုနိုင်ပြီးအမြင့်ဆုံးဖြစ်တဲ့လိုက်မီတာဝိတ်ချန်ပီယံဖြစ်လာခဲ့ပါတယ်တိုကျိုက73နှစ်အတွင်းမတူညီတဲ့ဝိတ်တန်း8ခုစလုံးရဲ့ပထမဦးဆုံးချန်ပီယံတစ်ယောက်ဖြစ်လာခဲ့ပါတယ်သူဟာသူရရှိတဲ့ငွေကြီးများစွာကိုပရဟိတလုပ်ငန်းနဲ့စင်းရဲချိုးတဲ့သူတွေကိုကိုယ်ထောက်ပံ့ပေးခဲ့ပါတယ်ပြည်သူလူထုရဲ့ထောက်ခံအားပေးမှုနဲ့အတူ2010ပြည့်နှစ်မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဝင်ရောက်ရှင်ပြိုင်ရာအနိုင်ရရှိခဲ့ပါတယ်2016ခုနှစ်မှာအထက်လွှတ်တော်အမတ်ဖြစ်ဝင်ရောက်ရှင်နိုင်ခဲ့ပြီးအနိုင်ရရှိက2022ခုနှစ်ထိ6နှစ်တာတာဝန်ထမ်းဆောင်ခဲ့ပါတယ်တိုကျိုကလွှတ်တော်အမတ်အနေနဲ့နိုင်ငံတာဝန်ကိုထမ်းဆောင်ခဲ့တယ်လို့သူ့ရဲ့ဖိုက်တာဘွားကလည်းရပ်တန့်မသွားခဲ့ပါဘူးသူဟာဝိတ်တန်5ခုကိုအတက်ဆင်းလုပ်ပြီး2014 16 19ခုနှစ်မှာဝဲတာဝိတ်ကပတ်3ခုကိုထပ်မံရရှိခဲ့ပါတယ်2015ခုနှစ်မှာလက်ဝဲသမိုင်းတစ်လျှောက်ဝင်ဝင်များဆုံးပွဲစဉ်ဖြစ်တဲ့ American Fighter မေကွဲသားနဲ့ပွဲစဉ်မှာတော့အမှတ်ဖြင့်ချိုးနေခဲ့ရပါတယ်တိုကျိုနောက်ဆုံးရရှိခဲ့တဲ့ကပတ်ကိုတော့သူအသက်40အရွယ်မှာရရှိခဲ့ပါတယ်သူက American Fighter ပရိုမန်ကိုအမှတ်ဖြင့်နိုင်ယူကလက်ဝဲသမိုင်းတစ်လျှောက်အသက်ကြီးဆုံးဝဲတာဝိတ်ချန်ပီယံဖြစ်စံချိန်တင်နိုင်ခဲ့ပါတယ်တိုကျိုကကမ္ဘာပေါ်မှာဝိတ်တန်း8ခုလုံးနဲ့ကပတ်12ချိန်ရရှိခဲ့တဲ့တမန်ဝင်ဖိုင်တာတယောက်ဖြစ်ခဲ့ပါတယ်2020မှာဖလပန်နိုင်ငံတမန်ရာထူးအတွက်ဝင်ရောက်ရှင်ပြိုင်ခဲ့ပေမဲ့ချုံးနေခဲ့ရပါတယ်အခုလက်ရှိချိန်မှာတော့အာကာသနဲ့နိုင်ငံတကာလက်ဝဲဖွဲ့စည်းတွေမှာလှုပ်ဆောင်နေပါတယ်ဒါကတော့တမန်ဝင်ဖိုင်တာတိုကျိုရဲ့အကြောင်းဖြစ်ပါတယ်